여러분, 안녕하세요. 디네가러 제3과 악한동 소중한 아포단의 물건 야외투 비시 요즘 아쿠들러 필요한 로아데 물건이 있습니까? 야외투묘 비시묘 시바달라. 왜 그것이 바로 에리야가 필요합니까? 로아 받을래. 아생 사비어 지지라야. 어휘 소중하다. အဖိုးတန်သည်တန်ဖိုးရှိသည် volume ဝေါ်အောက်ကနီယွန်တန်လေးကဟိုဘက်ကလေးဦးဒီနေရာလာနဲ့တွေ့တဲ့အခါဆိုရင် volume လာတဲ့နဲ့လာတဲ့ထွက်ပြရနော် one room ဆိုပြီးအင်္ဂလိပ်လိုအတန်ထွက်အောင်နော် volume တယောက်နေတိုက်ခန်းဒါမှမဟုတ် studio ပြောတာဖြစ်ပါတယ်ဒီခါဒါကတော့ digital camera ကိုပြောတာဖြစ်ပါတယ်밥 솥, 탐민 바오, 라이스 쿠커를ပြောတာဖြစ်ပါတယ်밥을 하다, 하다가 미무들던 야래 시가 바오 넣다 밥 솥으로 탐민 찾기ဆိုတဲ့ပဲ밥을 하다, 탐민 찾기 건강,ကျန်းမာရေး 생각하다, စဉ်းစားတွေးတောသည်ဒီမှာဆိုရင်ခါအောက်ကခါလေးနဲ့ဟိုဘက်ကဟာနဲ့ပေါင်းရင်ခါတန်ပြောင်းထွက်ပြရနော် 생각하다 ပေါ့နော်생각가ပဲနော်ဂါပြီးတော့မှခါတာ생각하다စဉ်းစားတွေးတောသည်အဲ့တော့ဘာကြောင့်ပြောထားတော့စပြကြည့်ကြမယ်နော် 저는 ကျမကတော့ 원룸에서 တယောက်နေတိုက်ခန်းမှာ 혼자 살기 때문에 တယောက်တည်းနေတာမို့လို့ 물건이ပစ္စည်းက 많지 않습니다 မများပါဘူး 하지만 ဒါပေမဲ့ 노트북, 랩톱, mp3, mp3, 디카, 디지털 카메라 휴대전화, 락아이폰, 가족 사진들, 미다수 답봉 사다핀 제가 좋아하는 것이 짤때 애야, 더보자의 애야가 많습니다. 야바래. 그 중에서 에리테간이 저에게 아돼 제일 소중한 것은 보단성 애야, 담보시성 애야가로 바로 뼈면서 띠자가로 밥솥입니다. ထမင်းပါအိုပဲဖြစ်ပါတယ်အဲ့မှာဆိုဒီဘာရိုဆိုတာဒီနောက်ကဘာဆိုချမီတာကိုပို့ပြီးတော့လေးနဲ့စေခြင်းတဲ့သဘောဖြစ်ပါတယ်သူ့ရဲ့အထိပ္ပယ်ကတော့တလုံးနဲ့ဆိုရင်တော့အတိအကျကတော့တန်းပြီးတော့ဆိုတဲ့အထိပ္ပယ်ဒါပေမဲ့ဒီမှာဆိုရင်တော့ဘာဆိုချမီတာထမင်းပါအိုဖြစ်ပါတယ်ဆိုတာကိုလေးနဲ့စေခြင်းလို့ထည့်ထားတဲ့အထူးပြုစကားလုံးဖြစ်ပါတယ်ဒီမှာဆိုရင်အတန်လေးတစ်ခုသတိထားမိလားဘာဆိုအီမီတာလို့ထွက်မသွားဘူးเนาะထပ်တက်လေးနဲ့အီနဲ့ပေါင်းရင်ခြိတံပြောင်းထွက်ပေးရပါတယ်밥솥입니다ဆိုအောက်မှာထပ်တက်လေးဟိုဘက်ကိုမင်းသွားဆိုပြီးတော့လိုက်တဲ့အတွက်ကြောင့်မလို့ဆိုအောက်မှာဘာတက်တံမှမရှိတော့ပါဘူး밥솥입니다 밥솥입니다သမင်းပေါင်းအိုးဖြစ်ပါတယ်ရမယ်နော်저는ကျမကတော့작년까지မနှစ်ကအထိဒီမှာလည်းအဲ့လိုပဲဂျာအောက်ကဂါတက်လေးနဲ့ဟိုဘက်ကနာနဲ့ပေါင်းရင်ငါတက်နဲ့နာတန်ပြောင်းထွက်ပြရတယ်ဂျန်လို့ထွက်ပြရနော်ဂျန်လို့ထွက်ပြရပါတယ်ဂျက်ညွန်မဟုတ်တော့ဘူးဂျန်ညွန်저는 작년까지ကျမကတော့မနှစ်ကအထိ부모님과 미다수네 같이 살았기 때문에အတူတူနေတာမို့လို့아멘နော်ခြိတံပြောင်းထွက်ပြရနော်ခုနပါပြီနော်같이 살았기 때문에 아두두 내게라 물로 어머니께서 어메가 디마소엔 깨서 소라디 어메가 뼈래 두가 진지함에 두소인 깨서는 똥비야 너 어머니께서 어메가 날마다 내라이 밥을 터민고 해주셨습니다 차비게 바래 그런데 다음에 지금은 쿨라시가로 부모님과 미바리네 같이 살지 않고 아두두 내라 호패 제가 자마가 요리를 잘못하기 때문에 해너 마차다다 자물로 혼자서 또야게 밥을 타민고 해 먹는 먹는 디말로 왜 바로 멍 가달리아 나네 도인 나다 땀 잡혔비야 너 먹는 차사라가 먹는 것이 차사라가 너무
떼고 어렵습니다. 카바레 어렵습니다. 소비요 라 야뺀다니 롱와 맞춰야 봐우. 카노레 디살롱고 땡에 자에 보노 아 라단 쳐야 매. 소 다음에 또 하도 라단 쳐야 마 띠다시. 배치마에 라단 쳐야. 쉐가 어떤 내야마 리우리ပေါင်းတဲ့ခါမျိုးမှာလာတက်တဲ့ထွက်ဒီမှာဆိုရင်ကြတော့ဘာမှပါဘူးလေဒီရှင်းမှာလာတက်ပါလားမပါဘူးလေနော်အဲ့ဒါကြောင့်မလို့ or ရမယ်နော် English လို့ဆိုရင်တော့ ry တဲ့ဖတ်ပြရတယ် or ရမယ်နော် 어렵습니다 ရမယ်နော်그래서အဲ့ဒီအတွက်밖에서အပြင်မှာ싸먹는 일이 많아서 왜 살아? 냐의အတွက်ကြောင့် 뭐로 왜 살의ကိစ္စက များလို့ 이마서인 싸먹는 먹는 이마서는 일이야 ဖြစ်နိုင်ရင်တော့ တွဲပြောရင်တော့ 뭐가네 먹는 일이 많아서 그래서 이အတွက်ကြောင့် 뭐로 밖에서 အပြင်မှာ 싸먹는 일이 많아서 왜 살의ကိစ္စက များလို့ 건강이 짠마이가 니로 단답하면 다로 단답 뭐 봐요. 나다 단 단답하면 나다 단답이야. 건강이 자마이가 조금 내내 나빠졌습니다. 소야 꽉해 봐래. 다음에 소야 락해 봐래. 자마이가 내내 소락해 돼. 소리. 바로로 အပြင်စားလေးတိတ်မစားရအောင်လေနော်အပြင်စားစားရင်ခဏတို့မြန်မာမှာဆိုပါရင်အင်ဂျုံမုံနေများမယ်အချုံမုံနေများမယ်စသားမုံနေများမယ်စီးတွေများမယ်နောင်ငယ်သီးတွေများမယ်အဲ့လိုမျိုးတွေအများဖြစ်ပါဟင်းခတ်အမွှေးကြိုင်နေပူပူများလိုက်တဲ့ကြောင့်မလို့ကျမကြီးကတော့ထိရလေနော်စားတာကောင်းတာပါတော့ကျမကြီးထိဟုတ်တယ်နော်အဲ့လိုပဲ तू ကလည်းပါတော့ထမင်းကိုချက်ဖို့နေနေတာဟင်းကခတ်တယ်ဟင်းချက်တာခတ်တယ်ဟင်းသိမ့်မချက်တတ်ဘူး तू လုံးဝမချက်တတ်တာလားဆိုတော့လည်းမဟုတ်ဘူးနည်းနည်းချက်လို့ပေါ့နော်မချက်တတ်တာချက်လို့မကောင်းတာပေါ့စားရင်သိမ့်မကောင်းအဲ့လိုရတဲ့မထွက်နေဆိုတော့ဘာလို့ तू ကထမင်းချက်မှလည်းပြင်းသွားတော့ဘာဖြစ်တော့အပြင်စားတွေဝယ်စားတော့နောက်ဆုံးဘာဖြစ်တော့ကျမကြီးကနည်းနည်းဆိုးလာခဲ့တယ်တယောက်တည်းနေတဲ့သမီးလေးဒါမှမဟုတ်တယောက်တည်းနေတဲ့သားလေးပေါ့နော်ဆိုတော့ခါကြတော့မိဘတွေကစိုးရင်လာတော့ဆက်ပြကြည့်ကြည့်မယ်နော်부모님은မိဘတွေကတော့ 항상 အမြဲ제 건강은 ကျွန်တော်ရဲ့ကျမကြီးကိုဒီမှာဆိုတော့ခန့်ကမင်္ဂလိအနေနဲ့ပဲပြောထားနော်အဲ့တော့ကျမရဲ့ကျမကြီးကို 걱정하십니다 စိုးရိမ်ပါတယ်စိတ်ပူပါတယ် 그래서အဲ့အတွက်ကြောင့်မို့လို့ 어머니는 အမေကတော့ဒီမှာဆိုတော့ तू ကပုံမှန်ပေါ့နော်ကို့အမေကိုမို့လို့ပုံမှန်တိုင်းပြောထားတယ်ပေါ့နော်အပေါ်မှာဆိုရင်တော့နည်းနည်းလေးတလေးတစားနဲ့ပြောထားတယ်မတူးတော့အတုံးချင်း 어머니는 အမေကတော့ 지난달에 အရင်လမှာ 저에게 ကျမစီဒါမှမဟုတ်ကျမအတွက် 밥솥ထမင်းပေါင်းအိုးကို 보내주셨습니다 ပို့ပေးခဲ့ပါတယ်이 밥솥은 ဒီထမင်းပေါင်းအိုးကတော့ 작아서သိတဲ့အတွက် 혼자 တယောက်တည်း 밥은ထမင်းကို 해먹기도 좋고 채사랄래 까운들로 밥도ထမင်းလဲ 아주 뜨고 빨리 됩니다. 어째မြန်မာ말에 밥솥 받고 오랜만에ထမင်းပေါင်းရပြီးတော့အချိန်တော့ကြာမှ 따뜻한 밥은ထမင်းနွေးနွေးလေးကို 해먹었습니다. 채사지케래 반찬이 많지 않았지만 반찬အရန်ဟင်းကိုပြောတာဟင်းအရန်က 많지 않았지만 ညံ့ညံ့ဆဆမဟုတ်ပေမဲ့ 밥이ထမင်းက 따뜻하니까 ဒီမှာဆိုရင်ဒါတတ်တန်ထပ်လို့ရတယ်ရှီယိုလေးနဲ့ဩဘက်ကခနဲ့ပေါင်းရင်ထတန်ပြောင်းထပ်ပြရနော် 따뜻하니까 နွေးနွေးလေးမို့လို့ 아주 뜨고 맛있었습니다. တကယ်ကိုစောင်းဝင်ခဲ့တဲ့အရာသာရှိခဲ့ပါတယ် 밥솥이 있어서ထမင်းပေါင်းအိုရှိရဲ့အတွက်ကြောင့်မို့လို့ဒီမှာဆိုလဲခြီတန်တောက်ထပ်ပြမယ်နော် 밥솥이 있어서ထမင်းပေါင်းအိုရှိတဲ့အတွက် 이제 အခုကစပြီးတော့ 밥을 하는 것이ထမင်းချက်ရတာက 어렵지 않습니다. မခက်တော့ပါဘူး 저는 ကျမကတော့ 이 밥솥으로 이ထမင်းပေါင်းအိုနဲ့ 밥을ထမင်းကို 해먹을 때마다ချက်စားတဲ့အခါတိုင်းမှာ 어머니를 အမေကို 생각합니다. ဒီရပါတယ်တွေးမိပါတယ်ရမယ်နော် အဲ့တော့ 질문 မေးခွန်းဖြစ်ပါတယ် 1번 နံပါတ် 1ကကြတော့ 어머니께서 အမေက 왜 바로 밥솥ထမင်းပေါင်းအိုးကို
보내주셨습니까? 뽑이케라래. 또 뭐야 발로 뽑이야래? 또의 짠마이고 세불로. 어때나? 에러 부르변 어머니께서 내가 꼬라 뭐불래 딜루 에러 이 사람의 딜루의 건강을 짠마이고 걱정하셔서. 야면아 걱정 thì cảm ấy 걱정 ngã thì cảm ấy biến 쉬어서 아어여서 써야 되겠네. 걱정하셔서 세불의အတွက်ကြောင့်모로 바보아로 밥솥을 틈에봐 오고 보내주셨습니다. 뽑이케라봐. 어머마 깨서로 어떤 묘배 나가 거리야이마 또에 동네 슬로시 시ဆို슬로ရိုးရိုး걱정하다မဟုတ်ဒီမှာပါအောင်ရှီလေးပါတယ်အဲ့ဒါဒီပါစိတ်ပူတဲ့သူစိုးရိမ်တဲ့သူကကိုလေးစားမဲ့သူဖြစ်နေလေးစားမဲ့သူထက်အရာရှိကိုလေးစားတဲ့အသက်ကြီးတဲ့သူအဲ့ဒါဆိုရင်ရှီကိုသုံးပေးရမယ်နော်ဒီမှာဆိုရင်တော့ short so ဖြစ်သွားတာပေါ့ရှီကိုအော်ရောဆိုပုံစံပြောင်းတော့ short so 걱정하셔서 2번နံပါတ်2ကကြတော့ 이 밥솥은ဒီထမင်းပါအုပ်ကတော့어떻습니까? ဘယ်လိုမျိုးလဲနော်တေးသေးလေးဆိုတော့တယောက်တည်းချက်စားတာလွယ်ပြီးတော့နောက်တစ်ခုကပါထမင်းလဲတော်တော်လေးကိုအချက်မြန်နေဟုတ်တယ်နော်အဲ့တော့ကြည့်ကြည့်မယ်이 밥솥은ဒီထမင်းပါအိုးကတော့ဘာရဲ့ဒီပါနော်작아서သေးတဲ့အတွက်혼자တယောက်တည်း밥을 해먹기도 좋고ထမင်းချက်စားရလဲကောင်းတယ်လို့밥도ထမင်းလဲ아주 빨리 됩니다. 떼고 어째 미안하래. 야면어 앞글의 내용과 같으면 O. 시가 사바의 장면에 둘에서의 O. 다르면 뭐두서의 X 하십시오. S 안마다 넣어봐래. 에러 1번 넘어뜨고 사지매 이 사람은 딜루가러 부모님과 미바레네 함께 삽니다. အတူတူနေပါတယ်같이နဲ့ 함께 နဲ့ဒီအတူတူပဲဖြစ်ပါတယ်ဒါပေမဲ့နည်းနည်းလေးတော့အသုံးလေးနေရာလေးနည်းနည်းတော့ကွာတယ်ပေါ့နော်같이ဆိုရင်ကြတော့လုံးဝကိုစကားပြောတိုင်းစကားပြောလိုမျိုးလွတ်လွတ်လပ်လပ်ပေါ့ပေါ့ပါသုံးလို့ရတယ်함께ဆိုတာကကြတော့နည်းနည်းစာတန်းလေးနည်းနည်းပေါက်တယ်ပေါ့နော်အတူတကွဆိုတဲ့ပေါ့ညီမတို့ဆိုရှိရလေအတူတကွနဲ့အတူတူနဲ့ဒါမှမဟုတ်စာပိုက်ထဲလက်ထည့်သုံးလို့တော့ရတယ်ဒါမှမဟုတ်အတူတူဆိုရင်ကစကားပြောတဲ့လေတန်လေးပိုပေါက်အတူတကွဆိုရင်နည်းနည်းစာတန်းပေးတန်းနည်းနည်းလေးပေါက်နည်းနည်းလေးပဲပေါက်တာနော်ဟုတ်တယ်နော်အဲ့လိုမျိုးလေးကွဲသလိုပဲရမယ်နော်အဲ့တော့သူပြောထားပါအောင်ဒီလူကတော့မိဘတွေနဲ့အတူတူနေတယ်တဲ့အခုနေလားမဟုတ်ဘူးနော်အရင်တုန်းကပဲနေတာအဲ့အတွက်ကြောင့်မလို့ပါတော့မှားပါတယ် X ရမယ်နော်နောက် 2번နံပါတ်2က 이제는အခုကစပြီးတော့밥을ထမင်းကို잘ကောင်းကောင်းလေး할 수 있습니다ချက်တတ်ပါပြီတဲ့ဟုတ်လားဟုတ်တယ်နော်Oဖြစ်ပါတယ်နောက် 3번 이 사람은ဒီလူကတော့ 부모님의 건강을 걱정합니다မိဘတွေရဲ့ကျန်းမာရေးကိုစိတ်ပူတယ်တဲ့စိတ်ထဲမှာတော့စိတ်ပူခြင်းပူမှာပေါ့နော်ဒါပေမဲ့စာပိုက်ထဲမှာတော့မဟုတ်ဘူးလေပြောင်းနေတော့မိဘတွေသူ့ကျန်းမာရေးစိတ်ပူနေရတာအဲ့တော့ကြောင့်မလို့မှားရနော် X ပါ4번နံပါတ်4ကကြတော့ 이 사람의 원룸에는ဒီလူရဲ့တယောက်နေတိုက်ခန်းမှာတော့물건이ပစ္စည်းက많지 않습니다. မများပါဘူးတဲ့ဟုတ်တယ်လေနော်ပစ္စည်းကသိမ့်မများဘူးသူကြိုက်တဲ့ပစ္စည်းလေးပဲများနေတခုပဲဟုတ်တယ်နော်အဲ့တော့သူ့ခန်းထဲမှာငကိုရှိတဲ့ပစ္စည်းကများလားမများဘူးအဲ့ဒါကြောင့်မလို့မှန်ပါတယ် O ပါအစခန်းတို့ဒီနေ့ကတော့ဒီတူပဲဖြစ်ပါတယ်오늘은 여기까지입니다. 시청해 주셔서 감사합니다.